M-Drive ကနေဝယ်ယူထားတဲ့ iPhone 16 family တိုင်းမှာ MK Ultra Protection အခမဲ့ပါဝင်ပါတယ်။အခြေအနေမျိုးမျိုးကြောင့်ကိုယ့်ရဲ့တန်ဖိုးကြီး iPhone 16 family လေးကျကွဲသွားတာမျိုး battery error ဖြစ်သွားတာမျိုးဆိုရင် MK Ultra Protection လေးကကူညီပေးနိုင်ပါတယ်။ M-Drive ကနေ iPhone 16 family ကိုဝယ်ယူပြီးတစ်နှစ်အတွင်းမှာဘလို့ကွဲကြိုက်တယ်လို့9,900ကျပ်ထဲနဲ့ whole unit replacement service ကိုအချိန်ရေအကန့်အသတ်မရှိ unlimited ရယူနိုင်မှာဖြစ်ပါတယ်။မချင်မှတ်ပဲနဲ့ရှေ့မှန်ကွဲနောက်မှန်ကွဲရဲ့မတော်တဆထိခိုက်မှုတွေကိုတစ်နှစ်အတွင်းမှာ9,900ကျပ်ပေးရုံနဲ့အချိန်ရေအကန့်အသတ်မရှိ unlimited ပြည့်ပြည့်နိုင်အောင်ပါ။ဒါအပြင်နှစ်နှစ်အတွင်းမှာ battery error တစ်စုံတစ်ရာဖြစ်ခဲ့လို့ရှိရင် battery replacement service ကိုအချိန်ရေအကန့်အသတ်မရှိ unlimited အခမဲ့ရယူနိုင်အောင်ပါဆိုတော့အမိုက်ဆုံးနဲ့အတန်ဆုံးပဲနော်။ဒီ program ကပြုပြင်မှုတိုင်းကိုသတ်မှတ်ထားတဲ့ဈေးနှုန်းသတ်မှတ်ထားတဲ့အချိန်အတွင်းမှာ unlimited ပြုလုပ်နိုင်မှာဆိုတော့ M-Drive ကနေ iPhone 16 family ကိုဝယ်ယူထားပြီဆိုလို့ရှိရင်စိတ်ချထားနိုင်ပြီပေါ့။